အဲ့ဒီမိန်းကလေးကစကားမနာထောင်တဲ့နာနီကိုလက်တစ်ဖက်ထဲနဲ့လွတ်ထွက်သွားအောင်ပါရိုက်လိုက်တယ်။သူမရဲ့လှုပ်ရှားမှုတွေကမွေးစိမ့်ပြီး6ကိုတောင်အေးအေးဆေးဆေးဖမ်းပြီးဖဲပြားပုံစံချီနိုင်လောက်အောင်မြန်ပေမဲ့ခင်မိုးဖြစ်သူရဲ့ရှေ့မှာတော့အရန်ကိုအားနှွှဲနေတဲ့ပုံစံမျိုးနဲ့အိုက်တင်လုပ်နေတာပါ။အကောင်းဆုံးမင်းသားတစ်ယောက်တောင်သူမရဲ့တရုပ်ဆောင်ချက်ကိုချီကျူးရမယ့်အနေထားပေါ့အခုနှစ်တင်သူတို့နှစ်ယောက်ကွာရှင်းဖို့အတွက်ညှင်းခုန်နေကြပြီးအမျိုးသားကလက်မှတ်ထိုးခံပြီးဖြစ်နေတာပါ။အဲ့ဒီအချိန်မှာသူကမိန်းကလေးရဲ့စိတ်ထဲကအတွေးတွေကိုမတော်တဆကြားလိုက်ရပါတယ်။ပခုံးကျဲကျဲခါးတေးသေးနဲ့ကြောပြင်မှာရှိတဲ့စစ်ပတ် six pack အကိတ်ကြီးတွေဟာအခုကစပြီးငါနဲ့ဘာမှမဆိုင်တော့ဘူးပေါ့ဆိုတဲ့အတွေးမျိုးပါ။အဲ့ဒီအမျိုးသားဟာဒါမျိုးကိုလုံးဝမမျှော်လင့်ထားခဲ့ပါဘူး။မိန်းကလေးရဲ့စိတ်ကူးတွေကအရန်ကိုအစွမ်းထက်လွန်နေလို့သူတော်တော်လေးအံ့ဩသွားပြီးကွာရှင်းမဲ့ကိစ္စကိုတော့မေ့သွားခဲ့ပါတယ်။သူကစိတ်အေးထားနိုင်ဖို့အတွက်လက်ထောက်ကိုသူ့ရဲ့ဝီချဲကိုတွန်းခိုင်းပြီးအခန်းထဲကိုအမြန်ဝင်သွားပါတော့တယ်။သူမရဲ့ခင်မုန်းကဂတိဖြတ်တာကိုမြင်တော့အစီအစဉ်တွေပုံမြန်သွားအောင်လို့အဲ့ဒီမိန်းကလေးကဟန်ဆောင်ပြီးငိုပြကသူ့ကိုကက်ချွေးနေပြန်ပါတယ်။ပုံမှန်ဆိုရင်အဲ့ဒီအမျိုးသားကအကက်ခံရတာကိုအမုန်းဆုံးဖြစ်ပေမဲ့ဒီတစ်ခါမှာတော့သူမကိုတုံးမထုတ်ခဲ့ပါဘူး။အမျိုးသားကအညှိမခံဘူးဆိုတာသိလိုက်ရတော့အဲ့ဒီအမျိုးသမီးဟာရဆင် rating တမတ်ပဲရှိတဲ့ဆိုင်ကစံပြုတ်ကိုဝယ်လာပြီးထူးထူးခြားခြားတစ်ခုခုကိုတော့ရောထည့်လိုက်ပါသေးတယ်။ဒါပေမဲ့မိန်းကလေးရဲ့အဲ့ဒီအတွေးတွေအကုန်လုံးကိုအမျိုးသားကအတိုင်းသားကြားနေရတာပါဒါကြောင့်လေသူကစံပြုတ်ကိုတငုံတောင်တောက်မှမဟုတ်တာသိချတာပေါ့ဒီအချိန်မှာပဲကောက်ချစ်တဲ့မိန်းမတစ်ယောက်ရောက်လာပြီးအမျိုးသားကိုဂရုစိုက်ချင်အောင်ဆောင်ကအဲ့ဒီမိန်းကလေးဟာသူနဲ့လုံးဝမထိုက်တန်ဘူးလို့တို့ပြောနေပါတော့တယ်အဲ့ဒီမိန်းကလေးကတော့စိတ်တူမနေခဲ့ပါဘူးအဲ့ဒီအစားသူမကအခွင့်အရေးကိုအမိရဖမ်းပြီးကွာရှင်းစာချုပ်ကိုကမ်းပေးလိုက်ပါတယ်မိန်းကလေးနဲ့အဲ့ဒီကောက်ချစ်တဲ့မိန်းမတို့စောင့်ကြည့်နေတဲ့ရှေ့တင်မှာပဲအမျိုးသားကကွာရှင်းစာချုပ်ကိုယူပြီးချက်ချင်းပဲအပိုင်းပိုင်းဖြစ်အောင်ဆွဲဖြတ်ပစ်လိုက်ပါတယ်အဲ့ဒီတော့မိန်းကလေးရဲ့အစီအစဉ်ဟာလုံးဝကိုပျက်စီးသွားခဲ့ရတာပေါ့အဲ့ဒီကောက်ချစ်တဲ့မိန်းမကိုအပြင်ကိုလိုက်ပို့တဲ့အချိန်မှာတော့သူကရွမ်9တန်းတန်အိတ်ကိုထုတ်ကြွားပြီးမိန်းကလေးအနေနဲ့ကိုနေရာကိုတီးဖို့နဲ့ CEO ဆိုရဲ့ဇနီးနေရာကနေအမြန်ဖယ်ပေးဖို့ပြောသွားပါသေးတယ်မိန်းကလေးကလည်းဖယ်ပေးခြင်းပေမဲ့အမျိုးသားကတော့ညှင်းဆန်နေတာပါအဲ့ဒါကြောင့်သူမကဒေါသတကြီးနဲ့ပဲအဲ့ဒီဈေးကြီးတဲ့အိတ်ကိုမြဲမြဲကင်ထားဖို့ကောက်ချစ်တဲ့မိန်းမကိုတတိပေးလိုက်ပါတော့တယ်သူမပြောပြီးတာနဲ့ချက်ချင်းဆိုသလိုပဲတခိုးတယောက်ကအဲ့ဒီအိတ်ကိုလူယူသွားပါလေရောကောက်ချစ်တဲ့မိန်းမလည်းသူ့နောက်ကိုအပြေးလွှားလိုက်သွားရတာပေါ့မိန်းကလေးကတော့အနောက်ကနေအဲ့ဒီလောက်အမြန်ပြေးနေရင်ချော်လဲမှာစိုးရတယ်နော်လို့လမ်းအောင်ပြောလိုက်ပါသေးတယ်ကောက်ချစ်တဲ့မိန်းမပက်လက်လန်လဲသွားတဲ့အချိန်မှာပဲသူမကအနာပေါ်စားသိတဲ့အနေနဲ့ကျင်ကျင်နာနာပဲနှစ်သိမ့်ပေးချင်အောင်ကောင်းလိုက်ပါတယ်ဒီလိုမျိုးလဲကျသွားတာဟာမျက်နှာလေးဖြစ်တာမျိုးအလွယ်တကူဖြစ်စေနိုင်တယ်လို့ပြောလိုက်ပေမဲ့မမျှော်လင့်ပဲအဲ့ဒီမိန်းမဟာတကယ်ကြီးမျက်နှာလေးဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာတော့မိန်းကလေးကအကြံတစ်ခုကိုချက်ချင်းရသွားပါတယ်နောက်တော့သူမကဒုတိယထပ်ကိုတက်သွားပြီးကဘာကြီးကိုဖျက်ဆီးပစ်ချင်တယ်ဆိုတဲ့အကြောင်းတွတ်ရွတ်နေခဲ့တာပေါ့သူမပြောလို့လဲပြီးရောကောင်းကင်မှာလေပြင်းတွေတိုက်ခတ်လာပြီးမိန်းကလေးကအောင်မြင်တော့မယ်လို့ထင်နေတဲ့အချိန်မှာပဲပျက်စီးလက်လာပြီးသူမကိုထိမှန်ကပထမထပ်ကိုတန်းတန်းမတ်မတ်လွင့်ကျသွား